မြန်မာရုပ်ရှင်လောကနဲ့ပရိသတ်တွေလည်းဝမ်းနဲ့ဖွယ်ရသတင်းစိုးကြီးတစ်ခုကိုကြားသိနေကြရပါတယ်။လူချိလူခင်ပေါ်များတဲ့ရုပ်ရှင်တရုပ်ဆောင်ထက်တဲ့မုံကယနေ့မတ်လ20ရက်နေ့မနက်ပိုင်းမှာပဲကွယ်လွန်သွားခဲ့ပြီလည်းဖြစ်ပါတယ်။သူမရဲ့ကွယ်လွန်ခြင်းကလည်းအနုပညာလောကအတွက်သာမကပရိသတ်တွေအတွက်ပါကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ထက်တဲ့မုံကမြန်မာရုပ်ရှင်လောကထဲမှာထင်ရှားတဲ့မျက်နှာတစ်တယောက်ဖြစ်နေပါဝင်ရောက်လာခဲ့သူလည်းဖြစ်ပါတယ်။သူမရဲ့ပွဲဥထွက်ဇာကားကလေးကပရိသတ်ရဲ့အာယုံဆိုင်မှုကိုရရှိခဲ့ပြီးတော့သူမရဲ့တရုပ်ဆောင်မှုစွမ်းရည်ကလည်းချီးကျူးစရာကောင်းလာပါတယ်။သူမကဇယုတ်အမျိုးမျိုးကိုအသက်ဝင်အောင်လို့တရုပ်ဆောင်နိုင်စွမ်းရှိပြီးတော့ပရိသတ်ရဲ့နှလုံးသားထဲမှာလည်းနေရာယူထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။တရမုံရဲ့အနုပညာလန်ခီကလည်းတိုးတောင်းခဲ့ပေမဲ့လက်ရမြောက်တဲ့ဇာကားတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။သူမကဇာကားပုံများစွာမှာပါဝင်တရုပ်ဆောင်ခဲ့ပြီးတော့သူမရဲ့တရုပ်ဆောင်မှုတိုင်းကလည်းပရိသတ်ရဲ့မျက်စိကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။သူမရုပ်ရှင်ကားတွေအပြင်ဗီဒီယိုဇလံတွဲတွေမှာလည်းပါဝင်တရုပ်ဆောင်ခဲ့ပြီးတော့လူကြိုက်များခဲ့သူလည်းဖြစ်ပါတယ်။တရမုံရဲ့ကိုရီကိုသွေးကလည်းအမှုပညာနဲ့ပြည့်စုံရုံတာမကဘဲနဲ့ဇာတ်ရွာပိုင်းမှာလည်းပြည့်စုံသူတယောက်လည်းဖြစ်ပါတယ်။ရုပ်ပေါ်ကိုင်ပတ်တွေနဲ့ပေါင်းတင်ဆက်ဆံရေးမှာဖော်ရွေပြီးတော့အားလုံးရဲ့ချစ်ခင်လေးစားမှုကိုခံရသူလည်းဖြစ်ပါတယ်။အမှုပညာတောင်းဝဲမှာသူမကိုတရင်ကောင်းတယောက်ဖြစ်နေအမြဲတမ်းမှတ်ယူခဲ့ကြပါတယ်။သူမရဲ့ကွယ်လွန်ခြင်းကလည်းရုပ်တရက်ဖြစ်ရတဲ့အတွက်မိသားစုဝင်တွေနဲ့ရင်းနှီးတဲ့သူတွေအတွက်လည်းဝမ်းနဲ့ကြည်ကွဲဖွယ်အဖြစ်ဆိုးကြီးတစ်ခုဖြစ်ခဲ့ပါတယ်။လက်ရှိချိန်မှာတော့ကွယ်လွန်ရတဲ့အကြောင်းရင်းကိုတရားဝင်ထုတ်ပြန်ချက်မရရှိသေးပေမဲ့လည်းမိသားစုနဲ့နှီးစပ်သူတွေကတော့ဝမ်းနဲ့ကြည်ကွဲစရာသတင်းကိုအတည်ပြုထားပါတယ်ခင်ဗျာ။တရမုံကအသက်50အရွယ်သာရှိသေးပြီးတော့အနုပညာဂီလန်မှာလည်းရှေ့ဆက်6လမ်းနိုင်တဲ့အလားအလာတွေအများကြီးရှိခဲ့ပါတယ်။သူမရဲ့ကွယ်လွန်ခြင်းကလည်းမြန်မာရုပ်ရှင်လောကအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်နေရှိနေမှာလည်းဖြစ်ပါတယ်။ပရိသတ်တွေအနေနဲ့လည်းသူမရဲ့နောက်ဆုံးသတင်းကိုကြားသိရတဲ့အခါမှာတော့ဝမ်းနဲ့ကြေကွဲမှုတွေဖြစ်နေကြရပါတယ်။တရမုံရဲ့အနုပညာခီလမ်းမှာလည်းသူမကဇက်ကားပုံများစွာနဲ့အောင်မြင်မှုတွေရရှိခဲ့ပါတယ်။သူမရဲ့တရုပ်ဆောင်မှုတွေကပရိသတ်တွေရဲ့နှလုံးသားကိုထိမိစေခဲ့ပြီးတော့သူမရဲ့ဇယုတ်တွေကပရိသတ်တွေရဲ့မှတ်ဉာဏ်ထဲမှာအမြဲရှိနေအောင်ပါပါ။သူမအနုပညာပေါ်စိတ်အားထက်သန်မှုနဲ့လုံလဝရိယရှိသူဖြစ်နေအားလုံးကအတိမတ်ပြုခဲ့ကြပါတယ်။သူမရဲ့ကွယ်လွန်ခြင်းကိုလည်းဝမ်းနဲ့ကြေကွဲမိပါတယ်။တရမုံရဲ့မိသားစုဝင်တွေနဲ့ဆွေမျိုးရင်းချတွေအတွက်ဝမ်းနဲ့ကြေကွဲမှုကိုမျှဝေခံစားရပါတယ်။အနုပညာလောကကလည်းသူမရဲ့ကွယ်လွန်ခြင်းအတွက်ဝမ်းနဲ့ကြေကွဲမှုတွေအများကြီးဖြစ်နေကြပါတယ်။အနုပညာရှင်တွေနဲ့ပရိသတ်တွေအားလုံးကလည်းဒီသတင်းဆိုးကြီးကြောင့်ပဲစိတ်မကောင်းဖြစ်နေကြပါတယ်။တရမုံကသူမရဲ့နုပညာဂီလန်မှာစံပြပုပ်ကိုတယောက်ဖြစ်နေရက်တီခဲ့ပါတယ်။သူမကလူငယ်တွေအတွက်စံပြဖြစ်ခဲ့ပြီးတော့အနုပညာလောကမှာလည်းရှေ့ဆက်လျှောက်လန်းခြင်းတဲ့လူငယ်တွေအတွက်လှုံ့ဆော်မှုတစ်ခုလည်းဖြစ်ခဲ့ပါတယ်။သူမရဲ့အနုပညာအမွေနှစ်တွေကလည်းဆက်လက်တည်ရှိနေဦးမှာဖြစ်ပြီးတော့နောက်လာနောက်သားတွေအတွက်လည်းစံပြဖြစ်စေမှာပါ။တရမုံရဲ့နိုင်ကိစ္စတွေကိုလက်ရှိအချိန်မှာတော့မိသားစုကဆောင်ရွက်နေပြီဖြစ်ပါတယ်။သူမရဲ့ဇာပနအခမ်းအနားကိုလည်းရန်အနေငယ်တွင်ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်။ပရိသတ်တွေနဲ့အနုပညာရှင်တွေအနေနဲ့လည်းနောက်ဆုံးချိန်မှာလာရောက်ဂါရပြုကြဖို့ရှိပါတယ်။တရမုံရဲ့အနုပညာခီလန်မှာသူမကဇကားပေါင်းရာကျော်မှာပါဝင်တရုပ်ဆောင်ခဲ့ပြီးတော့ဗီဒီယိုဇလံတွဲတွေမှာလည်းအများအပြားပါဝင်ခဲ့ပါတယ်။သူမရဲ့ထင်ရှားတဲ့ဇကားတွေမှာလည်းချစ်ချင်းအပြုံးများနှလုံးသားအလွမ်းရှင်မိုးရဲ့ຫນွေဦးအစားရှိတဲ့ဇက်ကားတွေလည်းပါဝင်ခဲ့ပါတယ်ဒီဇက်ကားတွေကလည်းပရိသတ်ရဲ့အားပေးမှုကိုအများပြားရရှိခဲ့ပြီးတော့ယနေ့အချိန်ဒီကိုလူကြိုက်များနေစေလည်းဖြစ်ပါတယ်တရမုံရဲ့တရုပ်ဆောင်မှုတွေကတော့တဘာဝကြပြီးတော့ပရိသတ်ရဲ့ခံစားချက်ကိုလည်းနားလေသူတယောက်ဖြစ်နေချီကျူးခံခဲ့ရပါတယ်သူမကစေရုပ်ကိုအသက်သွင်းနိုင်စွမ်းရှိပြီးတော့ပရိသတ်တွေကိုလည်းဇလန်နဲ့ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်သူမရဲ့မျက်လုံးတွေနဲ့အမူအရာတွေကလည်းစကလုံးတွေထက်ကိုခံစားချက်တွေကိုပိုမိုဖော်ပြနိုင်ခဲ့ပါတယ်။တရမုံကအမှုပညာအပြင်လူမှုရေးကိစ္စတွေမှာလည်းပါဝင်ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။သူမက Pride လုပ်ငန်းတွေမှာပါဝင်ခဲ့ပြီးတော့လူမှုအဖွဲ့အစည်းတွေအကျိုးပြုလှုပ်ဆောင်ခဲ့ပါတယ်။သူမရဲ့လူမှုရေးလှုပ်ဆောင်မှုတွေကြောင့်လည်းပရိသတ်ရဲ့ချစ်ခင်လေးစားမှုကိုခံခဲ့ရပါတယ်။တရမုံရဲ့ကွယ်လွန်ခြင်းကလည်းမြန်မာရုပ်ရှင်လောကအတွက်များစွာဆုံးရှုံးမှုကြီးတစ်ခုဖြစ်စေခဲ့ပါတယ်။သူမရဲ့အနုပညာအမွေနှစ်တွေကဆက်လက်တည်ရှိနေမှာဖြစ်ပြီးတော့နောင်လာနောင်သားအနုပညာရှင်တွေအတွက်လည်းစံပြဖြစ်စေမှာပါပရိသတ်တွေအနေနဲ့လည်းသူမရဲ့ဇာတ်ကားတွေကိုပြန်လည်ကြည့်ရှုပြီးတော့သူမကိုအောင်းမေ့တတိရကြမှာပါတရမုံရဲ့မိသားစုဝင်တွေနဲ့ဆွေမျိုးရင်းချတွေအတွက်လည်းဝမ်းနဲ့ကြေကွဲမှုကိုထပ်မံမျှဝေခံစားရင်းနဲ့သူမရဲ့ဝိညာဉ်တော်ကောင်းရတုဂတိလာပါစေလို့ဆုတောင်းမြတ်တာပို့သားလိုက်ရှာပါတယ်တရမုံရဲ့အနုပညာခီလန်ကတိုတောင်းခဲ့ပေမဲ့လည်းသူမရဲ့လက်ရတွေကတော့ထာဝရတည်ရှိနေမှာပါတရမုံကမြမရုပ်ရှင်လောကမှာအမှတ်တရကောင်းတွေအများကြီးခြံရစ်ခဲ့သူလည်းဖြစ်ပါတယ်
သူမရဲ့အပြုံးလှလှလေးနဲ့ဖော်ယူတဲ့စကားအတန်လေးကိုပရိသတ်တွေကအမြဲတမ်းသတိရနေကြမှာပါသူမရဲ့နုပညာခီးလန်မှာကြုံတွေ့ခဲ့ရတဲ့အောင်မြင်မှုတွေနဲ့အခက်အခဲတွေကိုကျော်လွှားနိုင်ခဲ့တဲ့ဇွဲလုံးလာကိုလည်းအားလုံးကချီးကျူးခဲ့ကြပါတယ်တရမုံရဲ့နောက်ဆုံးချိန်မှာတော့သူမကမိသားစုနဲ့တူတူရှိနေခဲ့တယ်လို့လည်းသိရှိရပါတယ်ခင်ဗျာသူမရဲ့မိသားစုဝင်တွေကလည်းသူမကိုပြုစုဆောင်ရှောက်ခဲ့ပြီးတော့နောက်ဆုံးချိန်ထိအနားမှာရှိနေခဲ့ကြပါတယ်မိသားစုရဲ့ချစ်ခင်မှုနဲ့ပရိသတ်ရဲ့မေတ္တာတွေကြားမှာသူမကငြိမ်းချမ်းစွာကွယ်လွန်သွားခဲ့တယ်လို့လည်းဆိုရပါတယ်တရမုံရဲ့ကွယ်လွန်ခြင်းတို့လည်းဝမ်းနဲ့ကြေကွဲမှုတွေအများကြီးရှိပါတယ်ဒါပေမဲ့လည်းသူမရဲ့နုပညာအမွေအနှစ်တွေကတော့ဆက်လက်ရှင်သန်နေအောင်ပါပါသူမရဲ့ဇာတ်ကားတွေကိုပရိသတ်တွေကဆက်လက်ကြည့်ရှုအားပေးကြမှာဖြစ်ပြီးတော့သူမရဲ့နာမည်ကလည်းမြန်မာရုပ်ရှင်သမိုင်းထဲမှာထာဝရတည်ရှိနေမှာလည်းဖြစ်ပါတယ်တရမုံရဲ့နုပညာခီးလာမှာတော့သူမတရုပ်ဆောင်တယောက်ဖြစ်တာမကလူသားတယောက်ဖြစ်ပါစံပြဖြစ်ခဲ့ပါတယ်သူမရဲ့ဇာရိတစေတနာနဲ့လူမှုဆက်ဆံရေးကလည်းအတူယူစရာကောင်းလာပါတယ်သူမနဲ့အတူတူလုံးကင်ခဲ့မှုတဲ့အနုပညာရှင်တွေကလည်းသူမရဲ့ကောင်းမြတ်တဲ့အရေးသွေးတွေကိုချီးကျူးပြောဆိုခဲ့ကြပါတယ်တရမုံရဲ့ကွယ်လွန်ခြင်းကလည်းအနုပညာလောကအတွက်ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ပေမဲ့လည်းသူမရဲ့လက်ရာတွေကတော့ဆက်လက်တည်ရှိနေအောင်ပါပါပရိသတ်တွေအနေနဲ့လည်းသူမရဲ့ဇာတ်ကားတွေကိုပြန်လည်ကြည့်ရှုပြီးတော့သူမကိုအောက်မေ့တတိရကြမှာပါတရမုံရဲ့နာမည်ကလည်းမြန်မာဥရှင်လောကထဲမှာထာဝရတည်ရှိနေမှာလည်းဖြစ်ပါတယ်ခင်ဗျာတရမုံရဲ့မိသားစုဝင်တွေအတွက်ဝမ်းနဲ့ကြေကွဲမှုကိုထပ်မံမျှဝေခံစားရင်းနဲ့သူမရဲ့ဝိညာဉ်တော့ကောင်းရတုဂတိလားပါစေလို့ဆုတောင်းပြတာပို့သားလိုက်ရပါတယ်တရမုံရဲ့အနုပညာအမွေအနှစ်တွေကမြန်မာဥရှင်လောကထဲမှာထာဝရတည်ရှိနေမှာဖြစ်ပြီးတော့နောက်လာနောက်သားအနုပညာရှင်တွေအတွက်လည်းလမ်းညွှန်မိရဲ့တကူပြင်းနဲ့ရှိနေအောင်မှလည်းဖြစ်ပါတယ်ခင်ဗျာတရမုံရဲ့နောက်ဆုံးချိန်မှာတော့သူမကမိသားစုနဲ့တူတူရှိနေခဲ့တယ်လို့လည်းသိရှိရပါတယ်ခင်ဗျာသူမရဲ့မိသားစုဝင်တွေကလည်းသူမကိုပြုစုဆောင်ရှောက်ခဲ့ပြီးတော့နောက်ဆုံးချိန်ထိအနားမှာရှိနေခဲ့ကြပါတယ်မိသားစုရဲ့ချစ်ခင်မှုနဲ့ပရိသတ်ရဲ့မေတ္တာတွေကြားမှာသူမကငြိမ်းချမ်းစွာကွယ်လွန်သွားခဲ့တယ်လို့လည်းဆိုရပါတယ်တရမုံရဲ့ကွယ်လွန်ခြင်းတို့လည်းဝမ်းနဲ့ကြေကွဲမှုတွေအများကြီးရှိပါတယ်ဒါပေမဲ့လည်းသူမရဲ့နုပညာအမွေအနှစ်တွေကတော့ဆက်လက်ရှင်သန်နေအောင်ပါသူမရဲ့ဇာတ်ကားတွေကိုပရိသတ်တွေကဆက်လက်ကြည့်ရှုအားပေးကြမှာဖြစ်ပြီးတော့သူမရဲ့နာမည်ကလည်းမြန်မာရုပ်ရှင်သမိုင်းထဲမှာထာဝရတည်ရှိနေမှာလည်းဖြစ်ပါတယ်တရမုံရဲ့အနုပညာခီးလာမှာတော့သူမတရုပ်ဆောင်တယောက်ဖြစ်တာမကလူသားတယောက်ဖြစ်ပါစံပြဖြစ်ခဲ့ပါတယ်သူမရဲ့ဇာရိတစေတနာနဲ့လူမှုဆက်ဆံရေးကလည်းအတူယူစရာကောင်းလာပါတယ်သူမနဲ့အတူတူလုံးကင်ခဲ့မှုတဲ့အနုပညာရှင်တွေကလည်းသူမရဲ့ကောင်းမြတ်တဲ့အရေးသွေးတွေကိုချီးကျူးပြောဆိုခဲ့ကြပါတယ်တရမုံရဲ့ကွယ်လွန်ခြင်းကလည်းအနုပညာလောကအတွက်ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ပေမဲ့လည်းသူမရဲ့လက်ရာတွေကတော့ဆက်လက်တည်ရှိနေအောင်ပါပရိသတ်တွေအနေနဲ့လည်းသူမရဲ့ဇာတ်ကားတွေကိုပြန်လည်ကြည့်ရှုပြီးတော့သူမကိုအောက်မေ့တတိရကြမှာပါတရမုံရဲ့နာမည်ကလည်းမြန်မာဥရှင်လောကထဲမှာထာဝရတည်ရှိနေမှာလည်းဖြစ်ပါတယ်ခင်ဗျာတရမုံရဲ့မိသားစုဝင်တွေအတွက်ဝမ်းနဲ့ကြေကွဲမှုကိုထပ်မံမျှဝေခံစားရင်းနဲ့သူမရဲ့ဝိညာဉ်တော့ကောင်းရတုဂတိလားပါစေလို့ဆုတောင်းပြတာပို့သားလိုက်ရပါတယ်တရမုံရဲ့အနုပညာအမွေအနှစ်တွေကမြန်မာဥရှင်လောကထဲမှာထာဝရတည်ရှိနေမှာဖြစ်ပြီးတော့နောက်လာနောက်သားအနုပညာရှင်တွေအတွက်လည်းလမ်းညွှန်မိရဲ့တကူပြင်းနဲ့ရှိနေအောင်မှလည်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအစိုးရနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ